ငါအိတ်ထဲကပစ္စည်းတွေကိုတွန်းနေတာလဲလို့မေးလိုက်တော့ဂျန်ဂျန်ကငါနှုတ်ခမ်းနေပြောက်လို့ရှာတာလေတဲ့ချန်ချန်ကလည်းနင်းနှုတ်ခမ်းနေကဒီမှာမဟုတ်ဘူးလားလို့ပြောလိုက်တော့မှအော်ဟုတ်သားပဲဒီမှာနင်းအိတ်ဆိုပြီးပြစ်ချလိုက်တယ်ချန်ချန်လည်းနင်းတို့ဘာလို့ငါ့ကိုပဲအမြဲနိုင်ချင်ပြီးပယ်ထားရတာလဲငါဘာမှားလို့မိလို့လဲလို့ငိုပြီးပြောနေရပေါ့ဂျန်ဂျန်ကငိုပြမနေနဲ့ဒီမှာနင်းပြိတ္တမရှိဘူးမချင်နဲ့ရင်အဆောင်ပြောင်းလေမြေရီလာချူမနေနဲ့လေနောက်တနေ့ရောက်တော့ဂျန်ဂျန်ကနောက်ဆုံးတော့ချန်ချန်ထွက်သွားပြီပဲဆိုပြီးပြောနေတဲ့ဖြိုးဖြိုးတို့ကဂျန်ဂျန်ရေငါတို့အခန်းကိုအစ်စ်တယောက်လာမယ်လို့ကြားတယ်သူကကျောင်းအုပ်သမီးလို့ပြောကြတယ်ပတ်စံလဲရှိတယ်ချောလဲချောတယ်လို့ပြောလိုက်တော့ဂျန်ဂျန်ကငါချန်ချန်ကိုအတင်းမောင်ထုတ်လိုက်လို့တော့သေးတာပေါ့မဟုတ်ရင်ဒီလိုအဆင့်တန်းရှိရတဲ့သူမျိုးငါတို့အခန်းထဲကိုရောက်လာမှာမဟုတ်ဘူးတဲ့ကျမအခန်းထဲဝင်လာပြီးသူတို့ကိုနှုတ်ဆက်လိုက်တယ်သူတို့ကနတ်သမီးလေးကြနေတာပဲတဲ့ဂျန်ဂျန်ကနင်းကမာရီလာငါနင်းကိုကူတဲပေးမယ်တဲ့ကျမလည်းငါနင်းတို့အတွက်လက်ဆောင်တွေယူလာတယ်ဆိုပြီးယုံယုံနဲ့ဖြိုးဖြိုးကိုနှက်ခမ်းနေပေးလိုက်တယ်ချန်ချန်ကိုတော့ကျမအိတ်ကိုတဲခိုင်းပြီးငါနေရာကိုကူရှင်းပေးဦးနော်လို့ပြောလိုက်တယ်ဖြိုးဖြိုးကဒီနှုတ်ခမ်းနေရောင်လေးကအရန်လာတာပဲတဲ့နောက်တနေ့ရောက်တော့ချန်ချန်ကငါအလုပ်တစ်ခုရှာတွေ့ထားတယ်နင်းတို့ကိုမိတ်ဆက်ပေးမယ်တဲ့ကျမလည်းငါမိမိငါ့ကိုကျောင်းရဲ့အလုပ်တင် project တစ်ခုမိတ်ဆက်ပေးထားတယ်ငါနင်းတို့နှစ်ယောက်ကိုစည်ရင်းပေးထားတယ်လို့ယုံယုံနဲ့ဖြိုးဖြိုးကိုပြောလိုက်တယ်သူတို့ကလည်းမာရီမေမေကကျောင်းဆိုတော့မာရီပြောတယ်လို့ပဲလုပ်လိုက်ရအောင်အဲ့ဒါကအခွင့်အရေးပိုရှိရတဲ့ project နဲ့ဆိုင်တဲ့အကြောင်းနေ့လစာအကြောင်းတွေလည်းကျမကိုလာမေးတာပေါ့နောက်တနေ့မနေ့ရောက်တော့ကျမကဂျန်ဂျန်ပါဖြစ်လို့လဲမေးတော့သူကအခုတလောသွားကြိုက်တယ်အေးရာစားစားပူတာစားစားကြိုက်တယ်လေကျမလည်းဒါဆိုနေဖြစ်တယ်လို့မစားနဲ့နော်ငါမှဆေးရှိရဲဆိုပြီးသူ့ကိုပေးလိုက်တယ်ဂျန်ဂျန်ကတော့ကျေးဇူးတွေတင်နေတာပေါ့ညနေရောက်တော့ဖြိုးဖြိုးတို့ကမာရီကျွေးတဲ့ဟော့ဘောကအရန်စားကောင်းတာပဲလို့ပြောရင်းအခန်းထဲဝင်လာတော့ဂျန်ဂျန်ကနင်တို့အတူသွားစားကြတာဘာလို့ငါ့ကိုမခေါ်တာလဲတဲ့ဖြိုးဖြိုးကလည်းနင်အခုတလောသွားကြိုက်လို့အငန်းတွေအဆက်တွေမစားနိုင်ဘူးလို့မာရီကိုပြောထားတယ်မဟုတ်ဘူးလားလို့ပြောလိုက်တယ်ဂျန်ဂျန်ကမာရီငါကအဲ့လိုဒိတ်ပဲနဲ့ပြောတာမဟုတ်ဘူးလေတဲ့ကျမလည်းငါကနင့်ကိုစိတ်ဘူးလို့စေးတောင်ပေးလိုက်သေးတယ်လေနင်ငါကိုဘာလို့ဒီလိုကြမ်းကြမ်းတမ်းပြောရတာလဲလို့ပြောလိုက်တော့ယုံယုံကဂျန်ဂျန်ရေမာရီကငါတို့အပေါ်အရန်ကောင်းတာနင်စကားကိုစင်စင်ချင်းချင်းပြောတယ်ဖြိုးဖြိုးကလည်းဟုတ်တယ်နင်မာရီကိုချမ်းချမ်းလိုမျိုးအနိုင်ကျင့်လို့မရဘူးနော်တဲ့သူတို့ကလည်းဂျန်ဂျန်ကသူများကိုအနိုင်ကျင့်တတ်တယ်သူ့ကိုဖတ်လို့မနေနဲ့လို့ကျမကိုပြောပြတယ်နောက်တနေ့ရောက်တော့ဂျန်ဂျန်ကမာရီရေငါဝမ်းရှောနေလို့ဆီယာမကိုခွင့်တိုင်ပေးပါလားတဲ့ကျမလည်းယုံယုံရေဂျန်ဂျန်ကငါကိုသူ့အစားလက်မှတ်ထိုးခိုင်းနေတယ်ငါမလုပ်ရဲဘူးလို့ပြောလိုက်တော့ယုံယုံကဂျန်ဂျန်မာရီဂျန်စီနေပြန်ပြီလဲမတည်ဘူးဆီယာမကအရန်စီကန်ကြည့်တာသူသိရသားနေတဲ့ဖြိုးဖြိုးကလည်းနောက်ဆိုဂျန်ဂျန်ကိုအဖက်လို့မနေနဲ့တဲ့ကျမလည်းအင်းပါလို့ပြောလိုက်တယ်ဖြိုးဖြိုးတို့ကလည်းဂျန်ဂျန်ကအဲ့လိုလူမျိုးမှန်အရင်ကငါတို့ဘာလို့မသိခဲ့တာပါလဲဆိုပြီးပြောနေတာပေါ့နောက်တနေ့ရောက်တော့ဂျန်ဂျန်ကကျမစီလာပြီးနင်ငါတို့အဆောင်ကိုရောက်လာပြီးငါကိုဘာလို့ပြစ်မှတ်ထားနေရတာလဲလို့လာပြောတယ်ကျမလည်းငါမှအဲ့လိုစိတ်မျိုးမရှိဘူးလို့ပြောတော့သူကငိုတယ်ကျမလည်းဒီမှာနဲ့ပြိတ္တမရှိဘူးလာငိုပြမနေနဲ့မကျေနဲ့ရင်အဆောင်ပြောင်းနေလို့ပြောလိုက်တယ်ဂျန်ဂျန်ကလန့်သွားပြီးဘာတေးပဲလဲတဲ့ယုံယုံတို့လာတာမြင်တော့ကျမလည်းနေရင်ကဒီလိုမျိုးတခြားသူကိုလှုပ်ဖူးတော့အခုနင်ပြန်ဝစ်လည်နေပြီလေလို့ပြောလိုက်တော့နင်းကဘာတွေတိလို့လဲဆိုပြီးကျမကိုအော်တယ်ဖြိုးဖြိုးကဂျန်ဂျန်နင်တော်လိုက်တော့နေအများနဲ့အဆင်ပြေအောင်မနေနိုင်ဘူးလားတဲ့ယုံယုံကလည်းနေရင်ကချမ်းချမ်းကိုနင်းနှက်ခမ်းဒီခိုးပါတယ်ဆိုပြီးဆွဆွဲတယ်အခုလည်းမာရီကိုအနိုင်ကျင့်ပြန်ပြီးတဲ့ဂျန်ဂျန်ကလည်းမဟုတ်ပါဘူးဟာမာရီကငါ့ကိုပယ်ထားတာလို့ပြောတော့ယုံယုံတို့ကနင်းစကားကိုဘသူကယုံမှလဲငါတို့သွားရအောင်မာရီလို့ပြောလိုက်တယ်ကျမလည်းနင်ငါ့ကိုနှိမ်နှင်းဖို့ဒီလောက်တော့အားစိုက်ထုတ်နေရတာကြည်ရတာအရန်ရုပ်ဆိုးတာပဲလို့ဂျန်ဂျန်ကိုတိုးတိုးလေးပြောခဲ့လိုက်တယ်ဒီနေ့မှာတော့ချန်ချန်ကကော်ဖီနှစ်ခွက်ပါဆယ်မှာနေတော့ဂျန်ဂျန်ကမြင်သွားပြီးချန်ချန်ရေအခန်းဖော်အစ်စ်တွေနဲ့အဆင်ပြေရဲ့လားလို့တွားပြောတယ်ချန်ချန်ကလည်းနင်းလောက်တော့မစိုးပါဘူးဟာနေရောအခန်းဖော်အစ်စ်နဲ့အဆင်ပြေရဲ့လားလို့မေးလိုက်တာပေါ့ဂျန်ဂျန်ကပြောစရာစကားမဲ့သွားတော့ချန်ချန်ကသူကနင့်ကိုငါ့အပေါ်လုပ်ခဲ့တယ်လို့မျိုးနင့်ကိုပြန်လုပ်ပေးယုံယုံတက်တက်ပါပဲဘာလဲနင်ကအဲ့ဒါကြတော့မခံစားနိုင်တော့ဘူးလားလို့ပြောလိုက်တယ်ဂျန်ဂျန်ကနင်းနဲ့မာရီကတိနေရလားလို့မေးလိုက်တော့ကျမရောက်လာပြီးငါတို့ကအချစ်ဆုံးတငယ်ချင်းတွေလေးတွားတော့မယ်အဆောင်မှာနင့်ကိုစောင့်နေမယ်နော်လို့ဂျန်ဂျန်